တော့ငါးကချင်ချက်လေးချက်စားဖြစ်ပါတယ်ငါးကိုအရသာနှစ်ပိုးအနေနဲ့ပထမဦးဆုံးစနွန်တစ်ချပိုးမုံဝါချောင်းအထုံအမုံကိုအရင်ထည့်ပါတယ်ရှင်ခရမ်းချင်လေးတစ်လုံးကိုပါထည့်ထားပါတယ်မြစ်ကိုလည်းအရင်တက်ပြုတ်ပါတယ်တော့ကချင်ဟင်းတွေမှာမပါမဖြစ်ကြက်တွန်ဖြူအနေချင်းမြုပ်တီးစိမ်းရှနနန်ဖက်ဖယ်ကိုထောင်းထားပြီးတော့ထည့်ပြီးမှခဏမှပြုတ်ထားတဲ့မြစ်တွေကိုထည့်ပြီးမှအကုန်လုံးရောသမအရသာဝင်သွားအောင်နယ်ပေးပါတယ်ရှင်ထားလေခဏတော့ဆာဗလာထောင်းတဲ့ချိန်မှာထည့်ထားလို့ပါရှင်ရေကိုတော့9-4ချက်နိုင်လောက်တဲ့အထိပဲထည့်ပါမယ်ဆိုရင်ဖြင့်ချက်ဖို့ ready ပါပဲရှင်ကချင်ဟင်းနေရာလေးများတော့အဖြစ်အကုန်လုံးချက်များတာမို့လို့လေကျမတို့ဒီတိုင်းပဲလုံးချက်ပုံစံလေးပဲချက်ပါတယ်ငါးလည်းချက်ပြီးရောအရေးရလည်းခန်းလာတဲ့ချိန်မှာတော့နောက်ဆုံးအနေနဲ့ပင်စိန်နည်းနည်းပင်လေးကိုအုပ်ပြီးရောစားဖို့အတင့်ပြင်ပါတော့မယ်ရှင်နောက်ဆုံးမှာတော့ငါးမြက်ဆက်ကလေးကချင်ဟင်းလေးတစ်ခွက်ရပါပြီရှင်စားကြပါဦး